အားလုံးမင်္ဂလာပါဒီဆက်ကလေးက800လီတာစားစတီးစားကန်ရေကက်ဆက်ကလေးပါ800လီတာစီရီးစားကန်ရေကက်ကက်ကလေးကကျွန်တော် original ဘူးပိုင်းကွန်မဆာတဲ့နောက်တော့ကျွန်တော်မော်တာကိုတကောင်မော်တာတကောင်ကစောက်ထုံးနေနော်မော်တာတကောင်စောက်ရေစားမှုမော်တာတကောင်စောက်ထုံးနေပန်နယ်ဘုံနေပါမယ်နောက်ပြီးတော့ကျွန်တော်အတွင်းထဲမှာဆိုရင်စတီးရေခဲတုံးခဲတဲ့ရေခဲတုံးမိုးဆိုရင်စတီးမိုးနဲ့ကျွန်တော်တို့အသုံးပြုပေးထားပါတယ်ဗျာနော်စတီးမိုးနဲ့ကြာမှာအကုန်လုံးအော်စတီးပါရွေးရှားလေးပါနော်အော်စတီးရွေးရှားလေးပါတော့ဒီလိုအပူပိုင်း original အပူပိုင်းနဲ့ဆင်ပေးထားရင်နောက်တော့ကွန်မဆာကိုရိုတီသုံးပြီး pressing light သုံးပေးထားပါတယ်နောက်ပိုက်ချိုးပိုက်ကွေးစနစ်ကြတက်ဆင်ပေးထားတယ်ဗျာနော်ပိုက်ချိုးပိုက်ကွေးစနစ်ကြတက်ဆင်ပေးထားပါတယ်ဗျာနော်ပိုက်ချိုးပိုက်ကွေးစနစ်တကျတက်ဆင်ပေးထားပါတယ်အဲဒီလိုမျိုး control pan တွေပါမယ်ဗျာနော်ဒီလိုမျိုး control pan တွေပါမယ်control pan ထဲမှာဆိုရင်ကျွန်တော်တို့စားမွေအပွင့်ပိတ်လို့ရမယ်ကွန်မဆာဖွင့်ပိတ်လို့ရမယ်အေးချိန်နဲ့ကြည့်လို့ရမယ်နောက်ပြီးတော့အလန်းစနစ်တွေထည့်လို့ရမယ်အလန်းစနစ်တွေပေးလို့ရတယ်ဗျာနော်အလန်းစနစ်ပေးထားလို့ရတယ်ရေခဲတာနဲ့ဒီကောင် off ဒီပါအလန်းစနစ်ရေခဲတာနဲ့ဒီကောင် auto ပိတ်ပါနော်ရေခဲတာနဲ့ဆက်က auto ပိတ်မယ် manual ကmanual မောင်းထားရင် auto ပိတ်မယ်ပေါ့နော်ဒီထက်မှဆိုရင်ကျွန်တော် breaker တွေပါမယ် socket တွေပါမယ် conductor တွေပါမယ်ကျွန်တော်ဒီဆက်ကဆိုရင်ကျွန်တော်ဖုန်းထဲကနေလည်းဖွင့်လို့ရပါတယ်ညနော်ဒီဆက်ကဆိုရင်ဖုန်းထဲကနေလည်းဖွင့်လို့ရပါတယ်ဗျဒီစတီးစားကန်ရေခဲကစားလေးရဆိုရင်ဒီ800လီတာစတီးစားကန်ဆက်ဆိုရင်ကျွန်တော်ရေခဲပေါင်တုံးပေါ့နော်ရေခဲပေါင်တုံးလေးလက်မပက်လေတုံးဆိုရင်52တုံးဆန့်ပါတယ်ပေါင်အစိတ်တုံးပေါ့ကျွန်တော်စတီးပေါင်အစိတ်တုံးဆိုရင်ကျွန်တော်ရှင်စတီးပေါင်အစိတ်တုံးဆိုရင်28တုံးဆန့်ပါတယ်ဗျာနော်28တုံးဆန့်ပါတယ်ကျွန်တော်တို့ရေခဲဇက်ကိုဆင်ပြီးဆိုရင်ကျွန်တော်တို့ရှေ့ကရေခဲဇက်ဆင်ပြီးဆိုရင်ရေခဲပေါ့နော်ရေခဲမိုးပုံးလေးတွေကိုအပေါ်ကနေမရွေ့အောင်ကျွန်တော်အပေါ်ကနေပြီးတော့စတီးတန်းလေးတွေထည့်ပေးထားတယ်ဗျာနော်အောက်ကလည်းစတီး frame တွေထည့်ပေးထားတယ်စတီးတန်းလေးနဲ့ပေါ့နော်စတီးတန်းလေးနဲ့ကျွန်တော်လုပ်ပေးထားတယ်ဗျစားမွေဆိုလဲကျွန်တော်မှာစားမွေဆိုလဲဒီလိုမျိုးလေးပေါ့နော်စားမွေဆိုလဲဒီလိုအငိမ့်လေးအောက်မှာမှုနေတယ်ဗျ